ကျွန်တော်တို့ဟိုးရင်တော့ကျွန်တော်တို့ဟိုဖြစ်ခဲ့တဲ့ဒါ God of Han လား God of Han ဆိုတဲ့အင်္ဂလန်အာဂျင်တီနာပွဲကြီးကိုပြန်တည်မှာလားတစ်ဖက်မှာဒါပြင်သစ်နဲ့စပိန်တက်လာပြီဟုတ်ကဲ့ဒါကျွန်တော် script လို့မပြောဘူးဒါပေမဲ့ဖဲဝေတဲ့အချိန်မှာကျွန်တော်ဖဲကစားဝေတဲ့လူတွေသိလိမ့်မယ်ဖဲလှည့်လို့ရတယ်လှည့်တက်တဲ့လူတွေဆိုသိတယ်ဒီ live ကိုကြည့်နေတာငါတို့ကတော့ဝေတာပဲဝေကြီးကြည့်လို့ရှိရင်တော့ဒါပုံမှန်တိုင်းဝေနေတာပဲဒါပေမဲ့သူ့လက်မှာလှည့်လိုက်တာဘူးမှမသိဒါဖဲပညာရှင်တွေဆိုသိတယ်ဖဲလှည့်လို့ရတယ်ဆိုတော့ FIFA ဒီဖဲလှည့်မှာလားအင်္ဂလန်အာဂျင်တီနာပွဲကိုပြန်ကြည့်ချင်တဲ့အတွက်အင်္ဂလန်ဝဲရွေးချင်ပါတယ်ဒီပွဲကလည်းဟိုပွင့်လင်းပြောရရင်တော့ဟို Premier League ကစားသမားအများစုပါတယ်အသင်းနှစ်သင်းတွေ့တဲ့အချိန်ကျတော့ဟို Premier League ရဲ့ဒါကြိုက်တွေ့ပဲ Civil War လို့တော့ပြောမှာစစ်ပွဲဆိုတဲ့စကားတော့မသုံးချင်ပါဘူးသဘောတူကအဲ့လိုမျိုးပဲပြောရမှာသဘောတူကနော်ဝေးဘက်မှာဆိုလို့ရှိရင်ကျွန်တော် Odegaard တို့ Haaland တို့လိုကစားသမားမျိုးတွေပါတယ်တစ်ဖက်ကိုပြန်ကြည့်လို့ရှိရင်လည်းဒါအင်္ဂလန်မှာလည်းတကယ်ဟိုကျွန်တော်တို့ ਨੇ ရင်းနှီးပြီးသားကစားသမားတွေကြီးပဲပေါ့နော်ဒီပွဲကလည်းဒါတော်တော်လေးကြည့်ကောင်းပါမှာဒါပေမဲ့ဒီပွဲရဲ့အဓိကအချက်ကတော့ကျွန်တော်ထင်တာတော့အင်္ဂလန်ရဲ့နောက်တန်းနေပေါ့နော်ဟုတ်ကဲ့နောက်တန်းနေဟာလန်ကိုဘယ်လိုထိန်းမှာလဲဆိုတာပဲဒါကျွန်တော်ရင်ခုန်နေတယ်ဘာလို့ဆိုဘရာဇီးကသိရမလားဂါဘရီယယ်တို့ဘာတို့တော့ဟာလန်ကိုမထိန်းနိုင်ခဲ့ဟုတ်ကဲ့ဒါကျွန်တော်အမှန်တိုင်းကိုပြောပြတာဟာလန်ကိုမထိန်းနိုင်ဘူးဆိုအင်္ဂလန်နောက်တန်းကဘာလဲဘာဘသူတွေပါလဲကျွန်တော်ကိုယ်စားနေပြောကြည့်ပါဦးခုနကပြောသလိုပဲကျွန်တော်ကတော့ဟိုပွင့်လင်းပြောရင်တော့အင်္ဂလန်ခံစစ်ကိုတော့မယုံဘူးပေါ့နော်မယုံဆိုတဲ့အနေထားကလည်းဟိုကျွန်တော်တို့ဟိုမကွာရောက်မရွေးခဲ့တာကိုဖယ်ထားလိုက်အောင်သဘောတကူအခုအင်္ဂလန်မှာရွေးခဲ့တဲ့ကစားသမားတိုင်းဒီသူတို့ဒီအတွေ့အကြုံအရန်ဟိုပွင့်လင်းပြောရင်ဒါယူရိုတို့ကဘာဖာတို့မှာတကယ်ကိုအတွေ့အကြုံယူခဲ့တဲ့ကစားသမားတွေမဟုတ်ဘူးသူတို့ဘာသာသူတို့ Premier League ဒါ Premier League မှာတော့ဒါခြေစွမ်းပြလိုက်မယ်သဘောတကူဒါကြီးက World Cup လေ Premier League မဟုတ်ဘူးသိလားကျွန်တော်ပြောချင်တာအဲ့တော့အခုကျွန်တော်အရှိပွဲတွေမှာအင်္ဂလန်ခုနပြောတဲ့တိုင်ဘက်တွေဒီမက္ကဆီကိုတို့သဘောတကူကအရှိကဒါအဲ့ဟိုကွန်ဂိုနဲ့ပွဲမှာဖြစ်တဲ့ကိစ္စတွေလေဒီထိုနီ၎င်းပဲပေါ့နော်ပြီးတော့လူငယ်ကစားသမားတွေဖြစ်တဲ့အညီစိတ်လည်းမထိန်နိုင်ဘူးသဘောတော့ခုန record ဆိုလို့ရှိရင်လည်းသူ့အနေနဲ့ DI ကိုထိုးစရာအကြောင်းမရှိဘူးတော့လှုပ်တယ်ကျွန်တော်ပြောချင်တာဘာလို့မှလဲအဲ့တော့တစ်ဖက်အသင်းကအခုကတွေ့ရမှာလဲဟိုပါချီပါချက်အသင်းလည်းမဟုတ်နော်ဝေးဆိုတာလည်းအရင်တော့နော်ဝေးကိုတော့ကျွန်တော်တို့ခေါင်းထဲလည်းဝှီဆိုထုတ်ပလိုက်တော့အခုနော်ဝေးကအများကြီးတာသွားပြီသဘောတော့ခုနပြောကျွန်တော်ထိတိုက်တွေးဆုံမှုကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့12ကြိမ်လောက်ရှိခဲ့တယ်အဲ့ဒီမှာအင်္ဂလန်က9ကြိမ်လောက်နိုင်တယ်3ပွဲတည်ပြီးတော့ဒါနော်ဝေးက2ကြိမ်တည်ကြထားရပေါ့နော်ဆိုတော့အဲ့ဒီ head to head တာပဲကျွန်တော်မေးလိုက်တော့အခုနော်ဝေးကဝိုးရင်တော့နော်ဝေးနဲ့လည်းမတူတော့ဘူးသဘောတော့ဒီ Odegaard တို့ဒီ Haaland တို့စသဖြင့်ပြီးရင်တို့ကတင်းဘောကအရမ်းမိနေသူတို့ပွဲပြီးတိုင်းမှာနိုင်တိုင်းမှာဒီလှီလော်တဲ့ပုံစံဒီအကြောင်းမဲ့မဟုတ်ဘူးဒါသူတို့ရဲ့ fan တွေနဲ့သူတို့ရဲ့ team နဲ့ကတသားတည်းရှိရဆိုတာသူတို့ကပြနေတာဒီစိတ်သက်အာကြီးတခုကိုလည်းကျွန်တော် short တွက်လို့မရဘူးပေါ့နော်ဆိုတော့ဒီနေ့ကလည်းအရန်တော့စဉ်းစားကြက်ခုနကဒီမှာ comment လာမှန်းတာပေါ့နော်ကိုဝေရန် Norway 2-1 နိုင်မှာထင်တယ်ဆိုတော့အဲ့လိုအဖြစ်မျိုးကလည်းရှိခဲ့ဘူးလေအဲ့ဒါဘယ်တော့မှရှိခဲ့တယ်လဲဆိုတော့1982ခုနှစ်တုန်းကကိုရီးယားမမွေးသေးအဲ့တော့ရှိခဲ့ဘူးလေတကယ်ကိုအဲ့ချိန်တုန်းကလည်းတကဘာလုံးကို short ဖြစ်သွားတဲ့ရလက်ပေါ့နော်သဘောတကူက Norway ကအင်္ဂလန်အသင်းကိုဒါ2-2ဆိုတဲ့ရလက်နဲ့နိုင်ဘူးလေအဲ့ချိန်တုန်းကတော့ကျွန်တော်တို့ဒီလို social media ကတော့မရှိသေးဘူးအဲ့ချိန်တုန်းက radio တို့ journal တို့သတင်းစာတွေတို့မှာတကယ်ကိုပလူပြန်ပြီးတော့တောင်းတင်ဖြစ်ခဲ့တဲ့ result ပေါ့နော်အဲ့တုန်းကလည်း journal တို့ဘာရောဝိုင်းသိပ်တာပေါ့နော်မင်းတို့ကောင်လေးတွေတော့အသိခံလိုက်ရပြီတဲ့အရိုက်ခံလိုက်ရပြီဆိုပြီးတော့ဒါဝိုင်းသိပ်ခဲ့တဲ့ခေါင်းစည်းတွေနဲ့အဲ့လိုမျိုးပေါ့နော်ဒါပေါ်ပြခဲ့တဲ့ပွဲတော့ရှိခဲ့ပွဲခုနကကိုဝေယံပြောတဲ့ဟာကတော့ဒါမဖြစ်ဘူးတာတော့မဟုတ်ဘူးကျွန်တော်1982ခုနှစ်တုန်းကတော့ဒါဖြစ်ခဲ့ဘူးတယ်နော်ဝေးအသင်းကအင်္ဂလန်အသင်းကို2-2ဆိုတဲ့ရလန်နဲ့ဒါနိုင်ခဲ့ဘူးတယ်ဆိုတော့ဒီနေ့ကလည်းကြည့်ရမှာပဲကျွန်တော်တို့ဒီအင်္ဂလန်နဲ့ဒီနော်ဝေးနဲ့ဖြတ်သန်းမှုကြည့်ရင်လည်းနော်ဝေးကလည်းခုနပြောသလိုဒါသူတို့ round 32မှာပဲသူတို့ Ivory Coast လို့အသင်းမျိုးနဲ့တွေ့ရတယ်ဒါပေမဲ့ Ivory Coast တွေလည်းဒါအရန်ကောင်းတဲ့အသင်းပဲပွင့်လင်းပြောရတော့ဘာကြီးဘာချက်တဲ့အသင်းလည်းမဟုတ်ဘူး round 16မှာကျ Brazil နဲ့တွေ့ရတာ Brazil နဲ့တွေ့ခဲ့ရတာဘရာဇီးကဘရာဇီးကိုသူတို့က2-1နဲ့နိုင်ပြီးတက်လာတဲ့အသင်းကျွန်တော်တို့အဲ့ဒါကိုမေးထားလို့မရဘူးပါတခုရှိရအောင်နော်သဘောတူကအင်္ဂလန်ကိုပြန်ကြည့်ရင်တော့အင်္ဂလန်ကဒါ round 32မှာဒါကွန်ဂိုဒါ2-2နဲ့နိုင်ခဲ့တယ်ဒါဒီ round 16မှာတော့မက္ကဆီကိုဒါ Asian Mexico 3-2ဆိုတဲ့ရလက်နဲ့နိုင်ခဲ့ရပေါ့နော်ဆိုတော့စသဖြင့်လမ်းကြောင်းချင်းရှင်တော့သူကလည်းသူကအတူတူလောက်ပဲဒါကျွန်တော်ခံမှန်းလို့ရမယ်ဘာလို့ဆိုအင်္ဂလန်နဲ့မက္ကဆီကိုတို့ပေါင်းနဲ့တွေ့ခဲ့ရမက္ကဆီကိုတို့ကသမိုင်းဝင်နိုင်မှာဖြစ်သွားတယ်မက္ကဆီကိုရဲ့ Azteca Queen ထဲမှာနိုင်တော့အခုဒီတော့အသင်းဒီနေ့ကလည်းကျွန်တော်တို့အရန်ဟိုပွင့်လင်းပြောရင်တော့အရှိဆီမီဖိုင်နယ်မှာတော့ဒါပြင်သစ်နဲ့ဒါစပိန်ကတော့ကြိုစောင့်နေပြီဆိုတော့ဒီနေ့ကကန်မဲ့ဒီနှစ်ပွဲကလည်းတော်တော်လေးတော့ကြည့်လို့ကောင်းပါပဲကျွန်တော်တို့လည်းတော်တော်လေးရင်ခုန်တယ်ပေါ့နော်နော်ဝေးအင်္ဂလန်ကျွန်တော်ဂျေးကိုပြန်ကြည့်မှဆိုဂျေးကလည်းပြောင်းနေတာပါလဲဆိုတော့ကျွန်တော်ခုနဒီ live မစားခင်ဂျေးကိုပြန်ကြည့်လိုက်တော့အင်္ဂလန်က30-90ရှုံး
ဒါပေမဲ့အဲ့အရှိမှာဘယ်လောက်ပဲရှိလဲဆိုအင်္ဂလန်တရေရှုံးအင်္ဂလန်တရေအရှုံးကနေအင်္ဂလန်တရေ60ရှုံးပြန်ဖြစ်သွားတယ်ပေါ့နော်ဒါကိုကြည့်ရင်အဖြစ်လေတကဘာလုံးကအင်္ဂလန်ဘက်မှာထိုင်နေတယ်ထိုင်နေလို့ဒါကြေးရနည်းနည်းပြောင်းသွားတာကြေးနည်းနည်းလျော့သွားတာသဘောတခုอ่ะပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်ဂိုးပေါင်းကတော့3လုံး50နိုင်ပေါ့နော်အဲ့လိုမျိုးတော့ဒါထွက်ထားတယ်ဆိုတော့ကျွန်တော်ဒီကြေးအကြောင်းလေးကိုမခံမှန်းခင်ကျွန်တော်ဒီဟာလန်ပြောတာလေးကိုလည်းနည်းနည်းလေးပြောပြချင်ပါတယ်အဲ့ဒါဘာလဲဆိုအင်္ဂလန်ကစားသမားတော်တော်များတယ်ကျွန်တော်နဲ့အပတ်တိုင်းပေါ့နော်နေတိုင်းရင်ဆိုင်ကစားနေကြဖြစ်လို့တဲ့ကျွန်တော်တို့ကတယောက်အကြောင်းတယောက်ကိုဒါတော်တော်လေးသိနေပါပြီတဲ့ဒါပေမဲ့ကမ္ဘာ့ဖလားကတော့ final မှာဆိုတာကတော့ဒါလုံးဝခွဲပြတဲ့အခြေအနေမှာတဲ့ကျွန်တော်တို့ Viking တွေဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာကိုကျွန်တော်တို့ကကွင်းထဲရောက်ရင်တက်တည်ပြသွားမှာပါဆိုပြီးတော့ဒါချိန်ဝါထားတယ်ပွဲပြီးတော့မပြောကြောက်စရာကောင်းတော့ချိန်ဝါထားရပေါ့နော်ဆိုတော့ မာစရာကြီးတို့ကြောက်စရာကောင်းတော့မလုပ်နဲ့ပါ Lansman တို့ဆိုတော့အဲ့ဒါကိုလည်းဒါအင်္ဂလန်ရဲ့ဒီ Bellingham ကနေပြီးတော့လည်းပြန်ပြီးတော့ပြောထားရပေါ့နော်ဒါဟာလန်ကလည်းကမ္ဘာအကောင်ဆုံးတိုက်စစ်မှုတယောက်ဆိုတော့ကျွန်တော်တို့မငင်းပါဘူးတဲ့ဒါပေမဲ့ကျွန်တော်တို့မှလည်းဒါပရိသတ်တွေအတွက်ဒီကမ္ဘာဖလားကြီးကိုယူပေးနိုင်တဲ့ကစားသမားကောင်းတွေကျွန်တော်တို့မှအများကြီးရှိပါတယ်ကျွန်တော်တို့ဒီနှစ်ဒါကမ္ဘာဖလားမှာဝင်ကစားတဲ့ရွေးချက်ကလည်းကမ္ဘာဖလားကိုယူဖို့ပါဆိုပြီးတော့လည်းပြောထားတယ်သူတို့ကိုဘယ်လိုတားဆီးရမလဲဆိုတာကိုတဲ့ကျွန်တော်တို့ရဲ့နီးပြနဲ့ကျွန်တော်တို့အသင်းလုံးကတေချာပြင်ဆင်ထားပါတယ်ဆိုပြီးတော့ဒါပြန်ပြီးတော့ခြေပထားတယ်ဆိုတော့ဒါနှစ်သင်းလုံးပွဲမတိုင်ခင်ကတော့ဒါဒီလိုပါပဲနိုင်ခဲ့ပဲဆိုပြောကြတာပဲဆိုတော့ကျွန်တော်ခုနကြေးကိုပြန်ကြည့်ရင်တော့ပွင့်လင်းပြောရင်တော့အင်္ဂလန်ကတော့ကြေးကတော့ပြောင်းသွားတယ်ဆိုတဲ့အဓိပ္ပာယ်လည်းကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဒါအင်္ဂလန်ဘက်မှာထိုင်နေသူများလို့ပေါ့နော်နည်းနည်းပြန်ရော့သွားတယ်တရေရှုံးကနေတရေ60ရှုံးပြန်ဖြစ်သွားတယ်ဆိုတော့brother တို့တခုသတိထားရမှာနော်ဝေးသည်ကျွန်တော်တို့ကပြောရမှာဆိုရင်အခုအချိန်မှာတော့ဒါဖြတ်မြင်းအသင်းတစ်ခုအနေနဲ့ကျွန်တော်ကသတ်မှတ်ထားလို့ရသေးတယ်ဟုတ်ကဲ့ဆိုတော့ကိုစားနေအမြဲပြောနေသလိုပဲကျွန်တော်တို့ကဖြတ်မြင်းသင်းကတော့အမြဲပေါ်တယ်နော်ဟုတ်ကဲ့ဆိုတော့ဒီပွဲမှာပေါ်လာဒီပွဲမှာပေါ်မလားကျွန်တော်တို့အာဂျင်တီးနားပွဲမှာပေါ်မလားပဲကျွန်တော်တို့ကစောင့်ကြည့်ရမှာဆိုတော့ဒါပေမဲ့ကြေးရအောင်ကျွန်တော်ပြန်ကြည့်ရင်တော့လေအင်္ဂလန်တရေ60ရှုံးဆိုတော့လေအင်္ဂလန်ပဲပေါ့တိတ်တော့မစိုးလာပါဘူးသဘောတကူကမဟုတ်လေသဘောတကူကတကဘာလုံးကျွန်တော်တို့ဒီဒါအင်္ဂလန်ကိုပဲဒါပွင့်လင်းပြော Premier League Final ဖြစ်တဲ့အတွက်ကတော့အင်္ဂလန်ကိုပဲကျွန်တော်တို့ကတော့အားပေးမှာပဲပေါ့ဒါပေမဲ့ဂိုးပေါင်းကိုကျွန်တော်ပြန်ကြည့်ရင်လည်း maybe ဂိုးပေါင်းလည်း3လုံးသွင်းမှာ90နိုင်ဆိုတော့လေဂိုးပေါင်းကလည်းနော်ကြိုက်ချင်စရာလေကြိုက်ချင်စရာပဲ तू ကလည်းအဲ့ဒီတိုင်းပဲဖွင့်တာပါနော်ဆိုတော့ကျွန်တော်တို့ဒီနေ့ကျွန်တော်ကိုရွေးဆိုလို့ရှိရင်တော့ကျွန်တော်ဘာကိုကျွန်တော်ကြည့်ကျင်လဲဆိုတော့ကျွန်တော် live မစခင်မှာတည်းကိုစာနီကိုပြောပါတယ်တစ်ဖက်မှာဒါပြင်သစ်နဲ့စပိန်တက်လာပြီဟုတ်ကဲ့ဒါကျွန်တော် script လို့မပြောဘူးဒါပေမဲ့ဖဲဝေတဲ့အချိန်မှာကျွန်တော်ဖဲကစားဝေးတဲ့လူတွေသိလိမ့်မယ်ဖဲလှည့်လို့ရတယ်လှည့်တက်တဲ့လူတွေဆိုသိတယ်ဒီ live ကိုကြည့်နေတာငါတို့ကတော့ဝေတာပဲဝေကြီးကြည့်လို့ရှိရင်တော့ဒါပုံမှန်တိုင်းဝေနေတာပဲဒါပေမဲ့သူ့လက်မှာလှည့်လိုက်တာဘယ်သူမှမသိဒါဖဲပညာရှင်တွေဆိုသိတယ်ဖဲလှည့်လို့ရတယ်ဆိုတော့ FIFA ဒီဖဲလှည့်မှာလားကျွန်တော်ပြောချင်တယ်အင်္ဂလန်နဲ့အာဂျင်တီးနားတွေ့စေချင်ကျွန်တော်ပြောချင်တာကျွန်တော်အဲ့ဒါကိုပဲကျွန်တော်ပြန်ပြီးတော့စဉ်းစားအောင်နော်ကျွန်တော်တို့ဟိုးရင်တော့ကျွန်တော်တို့ဟိုဖြစ်ခဲ့တဲ့ဒါ God of Hand လား God of Hand ဆိုတဲ့အင်္ဂလန်အာဂျင်တီးနားပွဲကြီးကိုပြန်တည်မှာလားဒါကိုပဲကျွန်တော်ကပြန်စဉ်းစားအောင်ဒါကိုပြန်တည်မှာဆိုရင်တော့ကျွန်တော်ကအင်္ဂလန်ကတော့အလေးတာတယ်ဒါပေမဲ့ကမ္ဘာဖလားကတော့ဘောလုံးကတော့ who knows ဘယ်လိုသိမှာလဲသိရမလားအရာတန်းကတော့ဖြစ်နိုင်တယ်ဆိုတော့ဒါပေမဲ့ပွင့်လင်းပြောရင်တော့ကျွန်တော်တို့အင်္ဂလန်ကိုပဲစွန့်စားပြီးတော့ရွေးချင်ပါတယ်ဒါပေမဲ့အင်္ဂလန်ရွေးမဲ့အင်္ဂလန်ပြောဖို့တော့ဟုတ်လေအင်္ဂလန်ရွေးမဲ့ fan တွေကတော့ပွင့်လင်းပြောရင်တော့ရင်ခုန်ရလိမ့်မယ်ဘာကြောင့်လဲဆိုတော့တစ်ဖက်မှာလေနော်ဝေးဒီပါချီပါချက်အသင်းမဟုတ်ဘူးကျွန်တော်ကအီဂျစ်မဟုတ်ဘူးသိရမလားကျွန်တော်အမြဲပြောအီဂျစ်မဟုတ်ဘူးဘရာဇီးကိုနိုင်ပြီးတက်လာတာဆိုတော့ဒါကတော့ brother တို့ရဲ့ဒါ IP ပွဲနာနီးလို့ရှိရင်လည်း maybe ကြေးလေးနည်းနည်းပြောင်းနိုင်တယ်ပြီးတော့ကစားသမား line up ကိုကျွန်တော်နည်းနည်းပြန်ကြည့်ပေါ့နော်ပြီးတော့မှပဲကစားကြဖို့အတွက်ကျွန်တော်မြတ်တာရက်ခံပါတယ်ကျွန်တော်တို့အင်္ဂလန်အာဂျင်တီးနားပွဲကိုပြန်ကြည့်ချင်တဲ့အတွက်အင်္ဂလန်ဝဲရွေးချင်ပါတယ်